မင်္ဂလာပါရှင်2026ခုနှစ်ဧပြီလဟာဗုဒ္ဓဘုသားသမီးတွေအတွက်အသိကိုလွမ်းစင်ရင်နဲ့အခက်အခဲတွေကိုရုန်းကန်ကြော်ဖြတ်ရမယ်လားမျိုးဖြစ်နေပါတယ်စိတ်တမကြပဲနဲ့ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုကြည့်လိုက်ကြရအောင်ရှင်ဒီလရဲ့အစမှာစိတ်လီနေတာမျိုးဒါမှမဟုတ်အသိကဆုံးရှုံးမှုဟောင်းတွေကိုနှမျိုးတသားဖြစ်နေတတ်ပါတယ်ကိုမှရှိနေတဲ့အကောင်းတွေကိုမမြင်မဲနဲ့မရှိတော့တာတွေကိုပဲအာရုံရောက်နေတယ်လို့စိတ်ကိုအသက်နိုင်ဆုံးထိန်းချောင်းပေးပါနော်အလုပ်ထဲမှာတော့တော်တော်လေးပင်ပန်းနေရတဲ့အချိန်တွေပါဘယ်သူကမှမယုံရဘဲနဲ့အရာရာကိုကိုဟာကိုခုခံကောက်ွယ်နေတယ်လို့မျိုးခံစားရပါလိမ့်မယ်အတိုက်အခန့်တွေကြုံရနိုင်လို့ဘယ်သူကမှလွယ်လွယ်နဲ့အာမကိုဖို့အကြံပြုချင်ပါတယ်ရှင်ထူးခြားတာကတော့ဒီလမှာပျော်ရွှင်မှုတွေဟာကိုယ်စီအပြေအဝရောက်မလာလို့ခံစားရတတ်ပါတယ်နမဲကောင်းရတဲ့တလောက်မရပဲနဲ့အထင်လွဲခံရတာမျိုးကြုံနိုင်တယ်လို့အသားရည်နေလောင်တာနဲ့အပူရှက်တာမျိုးကိုလည်းအထူးဂရုစိုက်ပေးပါအောင်နော်မျောလင့်ထားတဲ့သတင်းစကားတွေကိုဒါမှမဟုတ်ဆာရွက်စာတမ်းတွေဟာဒီလထဲမှာကြံ့ကြာနေပါလိမ့်မယ်အလင်းစလို့လို့မရတဲ့ကာလဖြစ်တယ်လို့ခရီးစဉ်တွေရှိလို့ရှိရင်လည်းရုတ်တရက်အပြောင်းအလဲရှိနိုင်လို့အချိန်ပိုလေးတွေတွက်ထားပါနော်ဒါပေမဲ့စိတ်မပူပါနဲ့တင့်ကိုစောက်ရှောက်နေတဲ့နမင်းကြီးတွေဟာလက်မလျှော့နဲ့လို့လမ်းညွှန်နေပါတယ်ဘေးဘက်ဝန်းကျင်ကဘလောက်ပဲဖိအားပေးပါစေတင်ဟာတယောက်တည်းနဲ့အောင်မြင်အောင်တိုက်ယူနိုင်ပါလိမ့်မယ်လကုံပိုင်းမှာတော့အခက်အခဲတွေကြားကနေရုန်းထွက်နိုင်မှာပါရှင်ဗုဒ္ဓဘုသားသမီးတွေအတွက်အချင်းချုပ်အကြံပြုချက်လေးတွေကတော့စီးပွားရေးမှာဆိုလို့ရှိရင် plan B ထားရှိပေးပါကြံ့ကြာမှုတွေများနိုင်ပါတယ်အခြေရေးမှာဆိုလို့ရှိရင်အတိတ်ကလူကြောင့်စိတ်ရှုပ်ရတယ်လို့အတိတ်ကိုပဲအာရုံစိုက်ပါကျမရေးမှာဆိုလို့ရှိရင်ကိုလက်ကြိုက်ခဲတာနဲ့အေးအေးပြတ်တာမျိုးတွေဖြစ်တယ်လို့အနားယူပေးပါဆောင်ရံအနေနဲ့ကတော့အဝါရောင်ဒါမှမဟုတ်ရွှေရောင်ကိုဝတ်ဆင်ပါချောင်းရံအနေနဲ့ကတော့အလင်းစလိုလှုပ်ဆောင်တာနဲ့အပြေးအလွှားလောက်ကင်တာမျိုးတွေကိုအထူးရှောင်ကျဉ်ပေးပါရှင်ကံမွေးစေဖို့အတွက်ဗုဒ္ဓဘုနေ့မှာဖရာကိုရွှေရင်အေးဒါမှမဟုတ်ကြောက်ကြောလူတန်းပေးပါစိတ်လေဓာတ်တွေကင်းဝေးစေဖို့အတွက်ဖရာမှာရွက်လာ18ညွတ်ကတ်လူပေးပါတကြံအသက်နေ့မှာရေစာနေတဲ့လူတွေနဲ့လိမ့်ဆန်လေးတွေကိုရေတိုက်ပေးခြင်းဖြင့်နှောင့်နှေးနေတဲ့ကံတွေကိုအရှိန်မြင့်တင်ပေးနိုင်ပါတယ်ရှင်ဗုဒ္ဓဘုသားသမီးတွေအားလုံးအခက်အခဲတွေကိုဇွဲနဲ့ကြော်ဖြတ်ပြီးတော့အောင်မြင်နိုင်ကြပါစေရှင်